သုံးလောကထွန်းထမ်းမြတ်စွာဘုရားကိုအာယုံယူ၍ပူဇော်ကြရအောင်ဘုဒ္ဓလောကေသမုပ္ပန္နောဟိတာယသဗ္ဗပါဏိနံဧတေနသစ္စာကိုစေနာဒုက္ခိတာဝတ္တုသတ္တဝောလောကေတတ္တဩဃသင်္ခါရဟုသုံးမြာသမ္မလောကရကြီးအတွင်း၌ဗုဒ္ဓသစ္စာလေးပါးမြတ်တရားကိုပိုက်ခြားတင်တင်သိမြင်တော်မူညာမြတ်စွာဘုရားသည်သဗ္ဗပါဏိနံသုတ်တိုင်ဝိနေဘောကြီးညာစွာတတ္တဝါအပေါင်းတို့ဤဟိတာယလောကီလောကုတ္တရနှဖြံအကျိုးပွားတို့စေခြင်းကသမုပ္ပန္နောကောင်းစွာမဲ့သွေပွင့်တွန်းပေါ်ပေါင်း၍လာပါပေတည်းဧတေနသစ္စာကိုစေနာဤသို့ထုတ်ပြန်ဟုတ်မဲ့စွာဆိုရသောပဏာမသစ္စာစကားကြောင့်သာတဝတရားသဖြင့်ရှင်ရင်ခြင်းပါဣဌာနာသောညီညာပြာရာစီဝေရောက်လာကြကုန်သောဘေသူရဇင်ပရိသံပေါင်းသူတော်ကောင်းတို့သည်ဒုက္ခိတာကိုယ်စိတ်နှပြတရားမေညီကြမ်းမှချမ်းသာခြင်းရစေကြကုန်သည်ဟွန်တုယနေ့ကသာနိဗ္ဗာန်ရသည်ဘဝတိုင်အောင်မုတ်ချမသွေပြည်စည်းပြည့်စုံကြပါစေကုန်သတည်းတရားဟောတရားနာဘေးရန်ကွာဖို့မေတ္တာဓာတ်တွေဖြန့်ဝေကြရအောင်အလုံးလိုက်ဆိုကြပါလုံးစုံများစွာတတ္တဝါချမ်းသာကိုစိတ်မြဲပါစေနှခေါင်းစွာလုံးစုံများစွာတတ္တဝါချမ်းသာကိုစိတ်မြဲပါစေလုံးစုံများစွာတတ္တဝါချမ်းသာကိုစိတ်မြဲပါဥပယံပိကိစင်ဝေငြိမ်းအေးကြပါစေဥပယံပိကိစင်ဝေငြိမ်းအေးကြပါစေဥပယံပိကိစင်ဝေငြိမ်းအေးကြပါစေသာဓုချမ်းသာတဲ့အနေထားမျိုးနဲ့တရားတော်ကိုနာကြားနိုင်ကြပါပြီဓမ္မပဒအဋ္ဌကထာပကိဏကဝေဒံသုသာဂတိကဗုဒ္ဓဝတ္ထုကိုခြေခံ၍ဩဇာအပ်တဲ့လိုတရနှလုံးသားသောဗံဗုဒ္ဓံတိဣမံဓမ္မတေတနံသတ္ထာဝိနုဝနေဝိအတံတောတာသုသာဂတိကတဗုဒ္ဓံအာတဗ္ဗကတေတိသောဗံဗုဒ္ဓံတိဣမံဓမ္မတေတနံဣတယတေတနံတောကိုတထလူနယမတတ္တဝါအလုံးတို့ဤဆရာတဆုပြတော်မူသောဘုရားမြတ်စွာသည်ဝိနုဝနေဝိနုဝံခောဝါကြောင်းတော်၌ဝိယတံတော်လျောင်းတန်ရသွားလေးပါဣရိယာမြတ်တဆွင်ပြုံးတဲ့သုံးဆံတော်မူစဉ်ရာထုသာဂတိကသံတင်လေသမဤထင်းတဲ့အသက်မွေးဝမ်းကြောင့်ပြုရတဲ့ထင်းကုန်တဲ့ဤပုဒ္ဒံသားကို
အတ္တဗံအကြောင်းပြု၍ကထေတိကောင်းစွာမဲ့သွေဟောကြားတော်မူခဲ့ပါပေသတည်းသုဗ္ဗံဗုဒ္ဓံတိဣမံဓမ္မဒေသနာဣတယံဒေသနာတော်ကိုဘုရားကြောင့်ပါသခင်ဘုရားရှင်ကိုတော်မြတ်တောင်းကလုံးကကိုနဲ့ရာဇင်ကျိုးရွှေမြုပ်တော်မှာတင်သုံးပြီးတော့နေတဲ့အချိန်တုန်းကထင်းအယောင်အဝယ်နဲ့အသက်မွေးဝမ်းကြောင်းပြုရတဲ့ထင်းကုန်သည်ရဲ့သားကိုအကြောင်းပြုပြီးတော့ဩခဲ့တဲ့တရားရာဇဂဟသမေဟိတမဒိဋ္ဌိကဗုဒ္ဓမိစ္ဆာဒိဋ္ဌိကဗုဒ္ဓတိတွေရတကအဘိက္ခဏံဂုံလံကိလံဂုံလံကိလံတိရာဇဂဟသမိတ်တောင်းငါလုံးကားခိုးတဲ့ရာဇင်ကျိုးရွှေမြို့တော်၌ဓမ္မဒိဋ္ဌိကဗုဒ္ဓတမအယူရှိတဲ့သူဤသတိလည်းကောင်းမိစ္ဆာဒိဋ္ဌိကဗုဒ္ဓမိစ္ဆာအယူရှိတဲ့သူဤသတိလည်းကောင်းဣတိဤသို့တွေရတဲ့ကသူငယ်နှစ်ယောက်တို့သည်အဘိက္ခဏမပြကုံလံကိလံကုံချင်းတို့ကစားခြင်းကိုကိလံတိကစားကြအကုန်တဲ့တောင်းကလုံးကခိုးတဲ့ရာဇကျိုးရွှေမြို့တော်မှာဓမ္မဒိဋ္ဌိတက္ကလေးကတယောက်မိစ္ဆာဒိဋ္ဌိတက္ကလေးကတယောက်ကလေးနှစ်ယောက်အလောင်းစားလုပ်ကြပါတဲ့ဓမ္မဒိဋ္ဌိနဲ့မိစ္ဆာဒိဋ္ဌိကိုနည်းနည်းရှင်းပါမယ်ဓမ္မဒိဋ္ဌိဆိုတာကဘုရားတရားသံဃာယရဏ၃ပါးကံကံရဲ့အကျိုးမဲ့ဖို့နိဗ္ဗာန်ကိုယုံကြည်တဲ့ဝါဒကိုဓမ္မဒိဋ္ဌိဝါဒဘုရားတရားသံဃာယရဏ၃ပါးကံကံရဲ့အကျိုးမဲ့ဖို့နိဗ္ဗာန်ကိုမယုံကြည်တဲ့ဝါဒအမိစ္ဆာဒိဋ္ဌိဝါဒဓမ္မဒိဋ္ဌိမိစ္ဆာဒိဋ္ဌိဓမ္မဒိဋ္ဌိဝါဒကအလင်းပဲဥတည်တဲ့မိစ္ဆာဒိဋ္ဌိဝါဒကအမှောင်ပဲဥတည်တဲ့ဓမ္မဒိဋ္ဌိဝါဒမိစ္ဆာဒိဋ္ဌိဝါဒနှစ်ပါးရဲ့ခြားနာချက်ဓမ္မဒိဋ္ဌိဝါဒကအထက်ဥတည်တဲ့မိစ္ဆာဒိဋ္ဌိကအောက်ပဲဥတည်တဲ့ဓမ္မဒိဋ္ဌိဆိုတာကအမှန်တရားမိစ္ဆာဒိဋ္ဌိဆိုတာကအမှားတရားအမှန်တရားနဲ့အမှားတရားအမှောင်တရားနဲ့အလင်းတရားအကောင်းတရားနဲ့အဆိုးတရားအမဲနဲ့အဖြူနဲ့အမဲအမောင်နဲ့အလင်းအဆိုးနဲ့အကောင်းအမှားနဲ့အမှန်နဲ့သမ္မာဒိဋ္ဌိမိစ္ဆာဒိဋ္ဌိကရုဏာရှိတဲ့ဘက်နဲ့ကရုဏာမရှိတဲ့ဘက်မေတ္တာရှိတဲ့ဘက်နဲ့မေတ္တာမရှိတဲ့ဘက်ဆိုးတဲ့ဘက်နဲ့ကောင်းတဲ့ဘက်လူဆိုးတစ်ပိုင်းပေါ့နော်ဒီဘက်ကလူကောင်းအဆိုးဝါဒနဲ့အကောင်းဝါဒအမှားမြင်ဝါဒနဲ့အမှန်မြင်ဝါဒမိစ္ဆာဒိဋ္ဌိသမ္မာဒိဋ္ဌိခေါ်တဲ့ဓမ္မဒိဋ္ဌိမိစ္ဆာဒိဋ္ဌိနဲ့မျိုးကိုပြောမယ်ဆိုရင်ပြောလို့မဆုံးဟောလို့မဆုံးနိုင်ဘူးထားလိုက်ပါတော့ဓမ္မဒိဋ္ဌိမိစ္ဆာဒိဋ္ဌိတက္ကလေးနှစ်ယောက်ပါလုံးတုံးဆိုတော့အလောင်းအစားလောက်ကြတဲ့ဒေသုထိုနှစ်ယောက်တို့တင်သမ္မာဒိဋ္ဌိကဗုဒ္ဓသမ္မာအယူရှိတဲ့သူဤသာတိကုံလံကုံချင်းကိုခင်ပဲတော်ပြည့်တည်ရှိသောအလောင်းစားလောက်တော့မယ်ဆိုရင်တဲ့ဘုရားဘာသာကလေးလေးဗုဒ္ဓနုဿတိဘုရားကုံကိုအာယုံပြု၍ဖြစ်သောဗုဒ္ဓနုဿတိကမ္မထံကိုအဝုဇ္ဇတဝနှလုံးသွင်း၍ဘုရားဘာသာသမ္မာဒိဋ္ဌိတက္ကလေးအလောင်းစားလှုပ်တော့မယ်ဆိုရင်ဗုဒ္ဓနုဿတိကိုအကျဉ်းချင်းတက္ကထခာအာယုံပြုပြီးတော့နမောဗုဒ္ဓတတိနမောဗုဒ္ဓတဟူ၍ဝတ္တဝဆို၍ကုံလံကုံညင်းကိုခိမတိပြည့်တဲ့ဗုဒ္ဓနုဿတိကိုအာယုံပြုပြီးတော့အလောင်းစားလုပ်ပါတဲ့
ဣတတောဒိဋ္ဌိယခုနိဥဒ္ဓိသိတဝနမောအရဟံတနံဝတ္တဝါဝတ္တဝါခိပတိဣတတောမိစ္ဆာအယူရှိသောသူဤသတိဒိဋ္ဌိယခုနိဒိဋ္ဌိတို့ဤဂုံတို့ကိုအောဥဒ္ဓိသိတဝါရည်၍နမောအရဟံတနံတိနမောအရဟံတနံဟူ၍ဝတ္တဝါဝတ္တဝါဆို၍ခိပတိဖြစ်တဲ့မိစ္ဆာဒိဋ္ဌိတကားလေးရလေအလောင်းစားလုပ်တော့မယ်ဆိုရင်မိစ္ဆာဒိဋ္ဌိတို့ရဲ့ဂုဏ်တွေကိုအာယုံပြုပြီးတော့အလောင်းစားလုပ်ပါတဲ့ဗုဒ္ဓဘာသာတကားလေးရလေအလောင်းစားလုပ်တော့မယ်ဆိုရင်ဗုဒ္ဓနုဿတိကိုအာယုံပြုပြီးတော့အလောင်းစားလုပ်ပါတဲ့တင်းသူထိုနှစ်ယောက်တို့တွင်တေလူတို့နှစ်ယောက်တို့တွင်သမ္မာဒိဋ္ဌိကဗုဒ္ဓသမ္မာအယူရှိသောသူဤသာပိဇိနာတိအောင်တဲ့နိုင်တဲ့ဣတတောပါဏမိစ္ဆာအယူရှိသောသူဤသာပိကပရာဇယတိရှုံးပါတဲ့ဘုရားဘာသာတကားလေးကဗုဒ္ဓနုဿတိအာယုံပြုပြီးတလောင်းစားလုပ်တာဘုရားဘာသာတကားလေးကနိုင်နေတဲ့မိစ္ဆာဒိဋ္ဌိတကားလေးကရှုံးနေတဲ့ဘုရားဘာသာတကားလေးရဲ့နှလုံးသားမှာပါရှိတဲ့ဗုဒ္ဓနုဿတိဘာနုဿတိဗုဒ္ဓနုဿတိကိုအကျဉ်းကြီးရွတ်ဖတ်ပူဇော်ပြီးတော့အလောင်းစားလုပ်တာဗုဒ္ဓဘာသာတကားလေးပါဖြစ်တဲ့နိုင်တယ်ဘာသာကြားတကားလေးပါဖြစ်တဲ့ရှုံးတယ်ဗုဒ္ဓနုဿတိကိုအကျဉ်းချင်းပူဇော်လို့ရှိရင်တဲ့မိမိနှလုံးသားဟာဘာနှလုံးသားလိုတရနှလုံးသားဗုဒ္ဓနုဿတိကိုအကျဉ်းချင်းပူဇော်ရင်အကျဉ်းချင်းထက္ခာနှလုံးသွင်းနေရင်ထက္ခာပူဇော်နေရင်မိမိနှလုံးသားဘာနှလုံးသားဖြစ်နေပြီကိုကနိုင်ခြင်းနဲ့ဆိုရင်မနိုင်ဘူးလားရွှေလိုခြင်းနဲ့ဆိုရင်ရွှေမရဘူးလားငွေလိုခြင်းနဲ့ဆိုရင်အိမ်လိုခြင်းနဲ့ဆိုရင်ရင်ယထာလိုခြင်းနဲ့ဆိုရင်ကိုယ်နှလုံးသားမှာကိုယ်နှလုံးသားထဲမှာဗာထည့်ထားဗုဒ္ဓနုဿတိရက်ပေါင်းများစွာလပေါင်းများစွာနှစ်ပေါင်းများစွာထည့်ထားရင်ကိုယ်နှလုံးသားသည်ဗာနှလုံးသားဖြစ်နေပြီလိုတန်ရနှလုံးသားအနန္တကျေးဇူးတော်ရှင်ဦးဇင်းတို့ကမ္ဘာသာသနာပြုပါစေဆရာတော်ဘုရားကြီးရဲ့နှလုံးသားထဲမှာဘာတွေထည့်ထားတော့ဆိုတော့ဗုဒ္ဓနုဿတိရဲ့ဓမ္မနုဿတိရဲ့သံဃာနုဿတိရဲ့နောက်ပြီးတော့မေတ္တာရဲ့နောက်ပြီးတော့ကရုဏာရဲ့နောက်ပြီးတော့တတိပဋ္ဌာန်ရဲ့ဘယ်နှမျိုး၅မျိုးဘယ်နှမျိုးဗုဒ္ဓနုဿတိဓမ္မနုဿတိသံဃာနုဿတိတတိပဋ္ဌာန်ကရုဏာမေတ္တာဘယ်နှမျိုး6မျိုးဘယ်နှမျိုးအဲ့ဒီ6မျိုးထည့်ထားတဲ့အကျိန်ပေါင်းလာပေါင်းနှစ်ပေါင်းများစွာထည့်ထားလို့အနန္တကျေးဇူးတော်ရှင်ကဗ္ဗသာသနာပြုဦးဇင်းတို့မာစီဆရာတော်ဘုရားကြီးကမာစီလို့ကဗ္ဗတိအောင်မကြောကြဘူးလားဆရာတော်ဘုရားကြီးရဲ့နှလုံးသားမှာပါဠိထည့်ထား6မျိုးပေါ့ဘယ်နှမျိုးဗုဒ္ဓနုဿတိဓမ္မနုဿတိသံဃာနုဿတိတတိပဋ္ဌာန်မေတ္တာကရုဏာ6မျိုးထည့်ထားတယ်နော်ဘယ်နှမျိုး6မျိုးထည့်ထားတယ်မကြောကြဘူးလားအောင်မြင်ဘူးလားမေတ္တာကိုအကျဉ်းချင်းပွားလို့အောင်မြင်တဲ့ဆရာတော်လို့ဘုဘုပြောဖို့ပါပြီဝေဘူးဆရာတော်မအောင်မြင်ဘူးလား60မြို့ကဝေဘူးဆရာတော်မုံရွာမြို့ကမိုးညင်တန်ဗုဒ္ဓဆရာတော်ဟိုပင်တရကကုံလုံးဆရာတော်ဟိုဘက်ချင်းတောင်ကတောင်တန်းဆရာတော်ကိုဓမ္မသာကဟိုသင်္ကန်းကျောင်းမှာခုရှိနေတဲ့သက်တော်ထိန်ဆန်းရှိနေတဲ့မေဃဝတိဆရာတော်မေတ္တာဓာတ်တွေနှလုံးသားထဲမှာထက္ခပွားထားလို့မေတ္တာထုံမှန်ထားလို့အောင်မြင်တဲ့ဆရာတော်တဲ့မေတ္တာတွေ
ထက်ခါပွားများထားလို့မအောင်မြင်ဘူးလားမေတ္တာတတ်တဲ့နှလုံးသားထဲမှာထည့်ထားရင်လေအဲ့ဒီနှလုံးသားကဘာနှလုံးသားလောတယနှလုံးသားဘာနှလုံးသားဒီလောတယနှလုံးသားတခုခုကိုစိုက်ပြီးရေပေါင်းလပေါင်းနှစ်ပေါင်းများစွာပူဇော်ရင်အတုပ်ရင်ရှုမှတ်ရင်ပွားများရင်စိနာတိအောင်မြင်တဲ့ရဲ့လို့ကောင်းစွာမသွေမထိုက်ပါပေတည်းအောင်မြင်တဲ့ပုဂ္ဂိုလ်ပေါင်းမြောက်တဲ့ပုဂ္ဂိုလ်ဖြစ်ခြင်းနဲ့ဆိုရင်တခုခုကိုဆွဲဆွဲမြဲမြဲမလုပ်ရမှာပူဇော်ရမယ်အာတုံရမယ်ရုပ်ဖတ်ရမယ်တခုခုကိုဂုဏ်တော်မြင့်ဂုဏ်တော်ပေါ့မေတ္တာဖြင့်မေတ္တာပရိမြင့်ပရိပေါ့တတိပဋ္ဌာန်မြင့်တတိပဋ္ဌာန်တခုခုကိုဆွဲဆွဲမြဲမြဲနေ့စဉ်ထုံသွားရင်နှစ်တည်ရက်တည်လတွေနှစ်တည်များလေဘာဖြစ်လေရက်တည်လတွေနှစ်တည်များလာလေအဲ့ဒီပုဂ္ဂိုလ်ဘာဖြစ်လာလဲအောင်မြင်လာလေပဲတဲ့အောင်မြင်ပြီဟဲ့ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့နှလုံးသားဘာနှလုံးသားဖြစ်ပြီလောတယနှလုံးသားဖြစ်ပြီဘုရားလုံးသတိအကျဉ်းချင်းပူဇော်ပြီးတော့ပူဇော်လို့အောင်မြင်တဲ့အောင်နဲ့နိုင်တဲ့ဗုဒ္ဓဘာသာကလေးလေးကိုဘာသာကြားကလေးလေးကကြီးပြီးတော့ငါလည်းသူလိုနိုင်ခြင်းနဲ့သူလိုရခြင်းနဲ့သူလိုဖြစ်ခြင်းနဲ့သူဆိုတဲ့နမောဗုဒ္ဓတ္တနမောဗုဒ္ဓတ္တနမောဗုဒ္ဓတ္တငါရအောင်ကြက်မယ်ရအောင်ပူဇော်မယ်ဆိုပြီးတော့ဗုဒ္ဓဘာသာမဟုတ်တဲ့ဘာသာကြားသမိစ္ဆာဒိဋ္ဌိတကားလေးဟာနမောဗုဒ္ဓတ္တရအောင်ကြက်တဲ့ရအောင်လိလာတဲ့အဲ့လိုနမောဗုဒ္ဓတ္တရအောင်ကြက်ပြီးတော့သဗ္ဗနှစ်ယောက်နောက်တနည်းရတော့အဖေးလုံးတဲ့ပုဂ္ဂိုလ်နဲ့တော်တဲ့တင်းပါခုတ်သားငယ်လေးကိုအဖော်ဖြစ်ခေါ်သွားပါတယ်သားလေးကိုမလုပ်သွားသားရေဖေနဲ့တိုက်ခဲ့ကွတော်တဲ့သားငယ်လုပ်တဲ့ပုဂ္ဂိုလ်လည်းကောင်းပြီဖေဆိုပြီးတော့ဖေနဲ့လက်တော်တဲ့မှာတင်းမှာခုတ်ထင်းခုတ်ပြီးတော့သဗ္ဗနှစ်ယောက်ထင်းတလဲအပြည့်ရတော့ရာဇကြိုမြို့ပဲသဗ္ဗနှစ်ယောက်ပြန်လာနေ့7 နာရီချိန်လောက်အဲ့ဒါမှသဗ္ဗနှစ်ယောက်မြို့ထဲမဝင်သေးပဲနဲ့မြို့အပြင်ဘက်သိဉ္ဇိမ်ကုန်းဘေးနာသစ်ပင်အောက်နေစာထမင်းစားနွားကြောင်းနွားပါနွားရည်စားနွားတွေအတွက်နွားကြောင်းနဲ့အဲ့လိုသဗ္ဗနှစ်ယောက်နေစာထမင်းစားပြီးတော့နွားကြောင်းရင်းနဲ့သစ်ပင်အောက်မှာသစ်တုံးကောင်းခုပြီးတော့သဗ္ဗနှစ်ယောက်အိပ်ပြီးသစ်တုံးလေးကောင်းခုပြီးသဗ္ဗနှစ်ယောက်ဘာလုပ်ပြီးသစ်တုံးလေးကောင်းခုပြီးနေစာထမင်းစားပြီးတော့သစ်ပင်အောက်အိပ်ဆက်အနာယူတယ်နွားကြောင်းရင်းနဲ့အိပ်ဆက်အနာယူလိုက်တာအလုံးလို့ရတာပင်မထင်းခုတ်ရတာပင်မတော့အိပ်ပျော်သွားလိုက်တာညနေ4 နာရီ5 နာရီလောက်မှအိယာကလန့်နိုးတဲ့သူတို့နွားတွေလည်းမြို့ထဲသွင်းတဲ့နွားနဲ့ရောရောင်ပြီးတော့အိမ်ပြန်သွားပြီနွားတွေအိမ်နွားရှိသေးလားမြို့ထဲကုန်ပါသွားအိယာကလူတို့သဗ္ဗနှစ်ယောက်ရဲ့ထင်းလေးရတာပဲကြံခဲ့တဲ့ဘေးလုံးတဲ့ပုဂ္ဂိုလ်ကသားရည်ဟာတို့နွားတွေတော့အကုန်လုံးမြို့ထဲပါသွားပြီနွားနှစ်ကောင်မရှိတော့ဘူးသားရဲ့အဲ့တော့ဘေးအိမ်ပြန်ပြီးတော့နွားပြန်ယူလိုက်အောင်မယ်နွားပြန်ဆွဲလိုက်အောင်မယ်သားဒီနာကစောက်အဖေအမြန်ဆုံးပြန်ထွက်ခဲ့မယ်လို့မှားပြီးတော့အဖေလှုပ်တဲ့ပုဂ္ဂိုလ်မြို့ထဲဝင်သွားအိမ်မှာရှိတဲ့နွားနှစ်ကောင်ဆွဲပြီးတော့မြို့အပြင်ပဲအမြန်ဆုံးပြန်ထွက်တဲ့မြို့တက6 နာရီရာဇကြိုမြို့တက6 နာရီပိတ်လို့မြို့အပြင်ဘက်ထွက်ခွင့်မရတော့ဘူးရာဇကြိုမြို့ရဲ့တကားဟာညနေ6 နာရီမှမလုပ်တဲ့ပိတ်လို့မို့မြို့အပြင်ဘက်တကားကြီးထွက်ခွင့်မရတော့ဘူးဒါလည်းတာငယ်လှုပ်တဲ့ပုဂ္ဂိုလ်နဲ့အဖေလာလို့နဲ့မျောကိုပြီးတော့ဖေမလာတာနဲ့လက်အောက်ဝင်ပြီးအိတ်တဲ့အဖေမလာတာနဲ့ထင်းလေးအောက်ဝင်ပြီးတာငယ်လေးအိတ်တဲ့ည9 နာရီ10 နာရီလူကြီးတိတ်လို့အိပ်ပျော်သွားတဲ့အချိန်မှာ
မိစ္ဆာဒိဋ္ဌိဘလူရဲ့သမ္မာဒိဋ္ဌိဘလူရဲ့ဘလူကြီး2ယောက်ဘလူ2ယောက်ပင်ញိုင်ကုန်းမှာရောက်လာတဲ့ရာဇကြိုမြို့ဟာဘလူသိမ့်ပေါ်တဲ့မြို့ဘဂတိယပိပင်ကိုအဖြစ်အမနုဿာဘလူတို့သည်ဘဟုလံများစွာရှိတဲ့တောင်ငါလုံးကကိုတဲ့ရာဇကြိုရွှေမြို့တော်ဟာဘလူသိမ့်ပေါ်တဲ့မြို့ပင်ញိုင်ကုန်းမှာဆိုပြောစရာလိုအောင်မလားပိုးပြီးပေါ်သေးတယ်အဲ့ဒါနဲ့ပင်ញိုင်ကုန်းမှာဘလူပဲ2ယောက်ရောက်လာပြီမိစ္ဆာဒိဋ္ဌိဘလူရဲ့သမ္မာဒိဋ္ဌိဘလူရဲ့ဘလူကြီး2ယောက်ကလေးအောင်အိတ်နေတဲ့ကလေးလေးကိုမိစ္ဆာဒိဋ္ဌိဘလူကြီးကမြည်ပြီးဟဲ့မိတ်ဆွေကြီးဟိုလှဲအောင်မှာကလေး1ယောက်အိတ်နေတဲ့အဲ့ဒီကလေးကိုသူစားမဲ့ဒီလိုပြောတော့သမ္မာဒိဋ္ဌိဘလူကကလေးကြီးပြီးဒီကလေးမစားပါနဲ့မစားသင့်တဲ့ကလေးပါကွာမစားပါနဲ့တဏှာကိုကောင်းပါတယ်အဲ့ဒီကလေးလေးတော့မစားပါနဲ့တခြားသွားပြီးရှာပြီးစားပါဟာငါဒီကလေးကိုပဲစားကျင်တာကွဒီလိုပြောတော့အလုတ်ပါနဲ့မိတ်ဆွေကြီးရဲ့အကျဉ်းချင်းတားလို့မရစားမယ်ဆိုစားမယ်ဆိုပြီးတော့အဲ့ဒီကလေးကြည်တော့သွားဆွဲတာမိစ္ဆာဒိဋ္ဌိဘလူကြီးကပဲသွားဆွဲတာကလေးကြည်တော့သွားဆွဲတော့ကလေးကရောင်ပြီးអော်လိုက်တာနမောဗုဒ္ဓတဘာဗုဒ္ဓတနမောဗုဒ္ဓတဆိုပြီးတော့ရောင်ပြီးတော့អော်လိုက်တာဘလူရဲ့ရင်ဘတ်တခုခုနဲ့ထုလိုက်ပေါက်လိုက်တယ်လို့ပဲတဲ့ဒိဋ္ဌိဆိုပြီးတော့ပြီးတော့ထိတ်လန့်တုံလုံးသွားတယ်ကလေးကဘလူကိုပါနဲ့ခုခံလိုက်တာလဲနမောဗုဒ္ဓတာဖယားဇောကရဲ့ဘဇုနာမင်းဇောကတဲ့ပုဂ္ဂိုလ်နာတဲ့တရားဇောကရဲ့ဘဇုနာတဲ့ဇောကတဲ့ပုဂ္ဂိုလ်နာတဲ့တန်ဃာကိုဇောကရဲ့ဇောကတဲ့ပုဂ္ဂိုလ်မိဘကိုဇောကရဲ့ဆရာကိုဇောကရဲ့မေတ္တာပွားဂုဏ်တော်ပွားတရားထိုင်ပရိယွတ်ပဋ္ဌာန်းယွတ်နေတဲ့ပုဂ္ဂိုလ်ကိုဇောကရဲ့ဘဇုနာတဲ့နံရံကိုလက်သီးနဲ့ထိုးသလိုကြောက်တုံးကိုလက်သီးနဲ့ထိုးသလိုတန်ကြောင်းကိုလက်သီးနဲ့ထိုးသလိုထိုးတဲ့ပုဂ္ဂိုလ်ပါဖြစ်တဲ့နဲနဲ့ထိုးရင်နည်းနည်းနားတယ်များများထိုးရင်များများနားတယ်မဇောကားသိမဇောကားတိုက်တဲ့ပုဂ္ဂိုလ်မှတ်မိပြီလားနမောဗုဒ္ဓသာလို့ရောင်ပြီးတော့អော်လိုက်တာဘလူရင်ဘတ်ပါတခုခုနဲ့ထုလိုက်ပေါက်လိုက်သလိုပဲတဲ့ဒိဋ္ဌိဆိုပြီးတော့နောက်ဆုံးမသွားဘူးလားမိစ္ဆာဒိဋ္ဌိဘလူပြီးနဲ့အဲ့ဒီမိစ္ဆာဒိဋ္ဌိဘလူကြီးဟာမဇောကသိမဇောကတိုက်တဲ့ကလေးကိုဇောကမိပြီးအဲ့ဒီအပြစ်တွေကြည်အောင်လို့သူဇောကမိတဲ့အပြစ်တွေကြည်အောင်လို့တဲ့ဒီကလေးလေးကိုတညာလုံးစောင့်ရှောက်ပေးတဲ့တညာလုံးမလုပ်ပေးတဲ့အဲ့ဒီကလေးကတညာလုံးစောင့်ရှောက်ပေးပါဗျာလို့ပြောသလားအဲ့ဒီကလေးရဲ့နှလုံးသားမှာပါရှိနေတယ်ဘုရားရှိနေတယ်ကလေးရဲ့နှလုံးသားမှာပါရှိတယ်တညာလုံးအန္တရာယ်ကင်းအောင်ဘလူကြီး2ယောက်ဒီကလေးလေးကိုမလုပ်ပေးတယ်စောင့်ရှောက်ပေးတယ်ဒီကလေးညစာမစားရသေးဘူးညစာရှာကြွေးအောင်မယ်ဆိုပြီးတော့ဘလူတယောက်ကကလေးကိုစောင့်ရှောက်ပေးတယ်တယောက်ကညစာရှာကြွေးတယ်အန္တရာယ်ကင်းကျင်ကြပါတယ်ဘေးရန်ကင်းကျင်ကြပါတယ်လူတားရဖြစ်ကျင်ကြပါတယ်ဆိုရင်နှလုံးသားထဲမှာပါထည့်ထားမယ်ဘုရားထည့်ထားတရားထည့်ထားသံဃာထည့်ထားမေတ္တာထည့်ထားဂုဏ်တော်ထည့်ထားသွားရင်လာရင်နေရင်ထိုင်ရင်စီရောင်ရင်အလုံးလုံးရင်ကားစီရင်လေရင်စီရင်ယထာစီရင်ဒီနှလုံးသားထဲမှာပါထည့်ထားဘုရားထည့်ထားအန္တရာယ်ကင်းတယ်ဗျဘေးရန်ကင်းတယ်ဗျဟိုး
တိပိဋကဒရဆရာတော်ကြီးဟောတဲ့သိခွေထဲမှာပေါ့နော်ကိုဘိုးတူဆိုတဲ့တက္ကတယောက်ကအရှင်ဘုရားရှင်ဘုရားစီမှာဓာတ်လုံးမရှိဘူးလားဓာတ်လုံးရှိရင်တပည့်တော်တစ်လုံးစွန့်ပါမတောင်းဘူးလားတိပိဋကဒရဆရာတော်ရှင်သူမြတ်ကဟဲ့ဘိုးတူဘယ်ပုဂ္ဂိုလ်စီကဓာတ်လုံးတွေရခဲ့တော့ဘိုးတူရဲ့မှန်လားပါဗျာတပည့်တော်ဘုန်းဘုန်းကြီးတစ်ပါးစီကတစ်လုံးရခဲ့ပါတယ်ဗျာအဲ့ဒီဘုန်းတော်ကြီးကဘယ်လိုပြောပြီးပေးလိုက်တုံးတကားဘုသူရဲ့ငါဓာတ်လုံးကစွမ်းတယ်กว่าဆိုပြီးတော့ပြောပေးလိုက်တယ်ဗျာအေးနောက်ပဲပုဂ္ဂိုလ်စီကဓာတ်လုံးရခဲ့သေးတော့လို့မေးတော့မှန်လားပါတကားတူစီကလည်းဓာတ်လုံးတစ်လုံးရခဲ့ပါသည်ဗျာအဲ့ဒီပုဂ္ဂိုလ်ကတော့ဘယ်လိုပြောပြီးပေးလိုက်တော့กว่าငါဓာတ်လုံးကဘုန်းကြီးဓာတ်လုံးနဲ့တောင်ပို့ပြီးစွမ်းတယ်กว่าလို့ပြောပေးလိုက်တယ်ဗျာအေးငါဓာတ်လုံးကစွမ်းတယ်ဆိုပြီးတော့ပေးလိုက်တယ်ဘုန်းကြီးဓာတ်လုံးကတစ်လုံးဘုန်းကြီးဓာတ်လုံးနဲ့တောင်မှပိုစွမ်းတဲ့ဆိုတဲ့တက္ကဓာတ်လုံးကတစ်လုံးကိုဘုသူစီမှာဓာတ်လုံးဘယ်နှလုံးနှလုံးအဲ့ဒါနဲ့တိပိဋကဒရရောဆရာတော်ရှင်သူမြတ်ဘုရားကြီးကဗာပြောတော့ဆိုတော့ဘုသူရေဓာတ်လုံးနှလုံးတောင်ရထားပြီပဲကွာဒါလောက်ဆိုရင်လဲတော်ရောပေါ့မဟုတ်ဘူးဗျာတဲ့အရှင်ဘုရားကြီးကဓာတ်လုံးကပိုးပြီးစွမ်းလိုက်မယ်ထင်လို့တပည့်တော်ဓာတ်လုံးလေးတစ်လုံးစွန့်ပါဗျာအတောင်မူလားအဲ့ဒါနဲ့တိပိဋကဒရရောဆရာတော်ရှင်သူမြတ်ကဟဲ့ဘုသူမင်းဓာတ်လုံးလိုချင်နေဆိုရင်တက္ကဘုသူဓာတ်လုံးလိုချင်နေဆိုရင်ငါဓာတ်လုံးစွန့်မယ်သုံးလုံးစွန့်မယ်ကွာဘယ်နှလုံးတောင်းနာကတစ်လုံးစွန့်မှာကဘယ်နှလုံးကောင်းပြီဗျာတဲ့တပည့်တော်ယူမယ်ဖရာဆိုပြီးတော့လက်ဖြန့်ပြီးတောင်းတော့ဒီပိဋကဒရရောစင်ရတော်ရှင်သူမြတ်ကြီးကဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိဘုဒ္ဓဆိုလေကွာတစ်လုံးဆိုလူချင်းနေဆိုရင်အဲ့ဒီတဏ္ဍကုံသုံးပါးဆိုဘုဒ္ဓကမဆိုဘူးဘာဖြစ်လို့ဘုဒ္ဓကမဆိုရတာလဲဆိုတော့တပည့်တော်ဒီတရဏဂုံ၃ပါးရတာငယ်လေးတွေကရတာကြာလာပြီအဖိုးတွေအဖွားတွေအကိုတွေအမတွေသင်ပေးလို့တပည့်တော်တရဏဂုံ၃ပါးရတာကြာလာပြီတပည့်တော်လူကျင်နာကတရဏဂုံ၃ပါးမဟုတ်ဘူးဗျာတဲ့ဓာတ်လုံးပဲလူကျင်တယ်ဗျာဘာလူကျင်တယ်ဟဲ့ဘုဒ္ဓလောကီဓာတ်လုံးတွေမစွမ်းဘူးလို့တော့မပြောပါဘူးလောကီဓာတ်လုံးတွေမကောင်းဘူးလို့တော့မပြောပါဘူးလောကီဓာတ်လုံးတွေမပြည့်စုံဘူးလို့တော့ငါမပြောပါဘူးဘုဒ္ဓရေတဲ့လောကဓာတ်လုံးတွေဘယ်လောက်ကောင်းတယ်ပြောတဏ္ဍကုံ၃ပါးဓာတ်လုံးတော့မမီဘူးတဏ္ဍကုံဘယ်နှပါလောကဓာတ်လုံးလေးဘလောက်ကောင်းတယ်ပြောတရဏဂုံ၃ပါးဓာတ်လုံးလောက်တော့မကောင်းနိုင်ဘူးလောကဓာတ်လုံးလေးဘလောက်ပြည့်စုံတယ်ပြောတရဏဂုံ၃ပါးဓာတ်လုံးလောက်တော့မပြည့်စုံနိုင်ဘူးလောကဓာတ်လုံးလေးဘလောက်အောင်မြင်တယ်ပြောတရဏဂုံ၃ပါးဓာတ်လုံးလောက်တော့မအောင်မြင်နိုင်ဘူးအကောင်းဆုံးအအောင်မြင်ဆုံးအပြည့်စုံဆုံးတဏ္ဍကုံ၃ပါးဓာတ်လုံးတဏ္ဍကုံဘယ်နှပါလောကဓာတ်လုံးလေးချမ်းသာရင်တဲ့တဘဝတဏ္ဍကုံ၃ပါးဓာတ်လုံးကတော့ဘဝတိုင်းနိဗ္ဗာန်ရောက်တဲ့ထိချမ်းသာတယ်ဟိုးနိဗ္ဗာန်ရောက်တဲ့ထိအောင်မြင်တယ်ဒီဘဝလည်းကောင်းတဲ့ဓာတ်လုံးဟိုနောက်ဘဝလည်းကောင်းတဲ့ဓာတ်လုံးနိဗ္ဗာန်ရောက်တဲ့ဘဝအထိကောင်းတဲ့ဓာတ်လုံးကဘယ်နှလုံးဩဒ္ဒံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိနမောဗုဒ္ဓသနမောဓမ္မသနမောသံဃသအတူတူပဲနော်ဓာတ်လုံးဘယ်နှလုံးလွတ်တရတဲ့ဓာတ်လုံးဘယ်နှလုံးဘေးရန်ကင်းတဲ့ဓာတ်လုံးဘယ်နှလုံး
စာဝတ်နေရေးအစဉ်ပြေတဲ့ဓာတ်လုံးဘယ်နှလုံးစာရည်ဝရေးနေရေးအစဉ်ပြေခြင်းနဲ့ဆိုရင်ဓာတ်လုံးဘယ်နှလုံးဟောဓမ္မတနမောတံဃတအတူတူပဲနော်ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိအခုမိစ္ဆာဒိဋ္ဌိကလေးလေးအဆောင်အလျှောက်ကောမရဘူးလားညစာကောရှာမကြွေးဘူးလားဘေးရန်ကောဘလူဘေးရန်ကောမကင်းဘူးလားဓာတ်လုံးဘယ်နှလုံးနမောဗုဒ္ဓတ္တဘာဗုဒ္ဓတ္တစိတ်ထဲမှာယုံကြည်တဲ့စိတ်တောင်မပါဘူးနော်ရောင်လို့အော်မိတယ်နမောဗုဒ္ဓတ္တရောင်ပြီးတော့ဘာဖြစ်တာလဲအော်မိတာရောင်ပြီးအော်လိုက်တဲ့နမောဗုဒ္ဓတ္တကတော့ဒီလောက်ဆွမ်းတဲ့ဆိုရင်ယုံယုံကြည်ကြည်လေးလေးနက်နက်စူးစူးဆိုင်ဆိုင်နဲ့ပူဇော်တဲ့နမောဗုဒ္ဓတ္တပြောစရာရှိအောင်မလားပိုးပြီးမဆွမ်းဘူးလားပိုးပြီးအန္တရာယ်မကင်းဘူးလားပို့ပြီးတော့မအောင်မြင်ဘူးလားအောင်မြင်ခြင်းနဲ့စွမ်းခြင်းနဲ့ဆိုရင်ဂုံပုံတော်ခုံတော်ကိုပုံဖော်ပြီးတော့သာပူဇော်ကြပြီတော့ခုံတော်ကိုပုံဖော်ပြီးတော့မလုပ်ကြပြီတော့သုက္ကတိဟေဆိုသက်တော်တင်စားမြတ်စွာဘုရားကိုအာယုံပြုပြီးကခုံတော်ပွားပြီဟေဆိုရင်လူမင်းနတ်မင်းဇမမင်းတို့ဤကိုစင်ခေါ်ရောပူဇော်တုကိုခံတော်မူတိုက်တဲ့မြတ်စွာဘုရားအရဟံဘောနော်သမ္မာသမ္ဗုဒ္ဓတို့ဝိဇ္ဇာစရဏသမ္မန်တော်တို့စတဲ့ဂုဏ်တော်တွေပွားပြီးဟေဆိုရင်ဂုဏ်တော်ကိုပုံဖော်ပြီးသာပွားသွန်မဲ့ကကရေတော်ပဲကကပါပဲကကတက်တော်တင်ရှားရှိတဲ့မြတ်စွာဘုရားကိုအာယုံပြုပြီးသာကတ်မဲ့ပူဇော်ကြမယ်ဆိုရင်ဒိဋ္ဌံတေနိဗ္ဗုတိသာတိသမေစိတ်တိသမဗလံစေတောပဏိတိဟေတုဟိတတ္တကိသန္တိသုကတေသွန်မဲ့ကကရေပဲကကဂုဏ်တော်ပဲဘွားပါပဲလှုပ်တကယ်အသက်ရှိတဲ့ဘုရားကိုပူဇော်ရတယ်လို့ဆွမ်းခံရတယ်လို့သင်္ကန်းကပ်ရတယ်လို့အာယုံပြုပြီးသာပူဇော်ကြမယ်ကတ်ကြမယ်လူကြမယ်ဆိုရင်ဒုက္ခတေလူနာနိဗ္ဗာန်လူချမ်းသာနတ်ချမ်းသာဓမ္မချမ်းသာနောက်ဆုံးနိဗ္ဗာန်ချမ်းသာလူနာနိဗ္ဗာန်သုံးတန်ချမ်းသာအပြည့်အဝရတယ်ရဲ့လို့ကောင်းစွာမသွေတုံးဗုဒ္ဓဆွေနှုတ်တော်မှာထုံးဖော်၍ဆုံးမတော်ပုဂ္ဂေပါပေတည်းကလေးလေးအတွက်ဘလူကြီးတယောက်ကစောင့်ရှောက်ပေးတယ်တယောက်ကညစာရှာကျွေးတယ်ရောဆရာတော်ကကိုဘိုးထုဓာတ်လုံးဘယ်နှလုံးပေးတယ်ဓာတ်လုံး၃လုံးလွတ်တရတဲ့ဓာတ်လုံးဘယ်နှလုံးအောင်မြင်တဲ့ဓာတ်လုံးဘယ်နှလုံး၃လုံးပေးတယ်ဘုဒ္ဓရေတဲ့အဲ့ဒီဓာတ်လုံး၃လုံးသာမင်းဆောင်ထားတစ်သက်လုံးအောင်မြင်တယ်တစ်သက်လုံးဘေးရန်ကင်းတယ်တစ်သက်လုံးချမ်းသာတယ်တဏ္ဍကုံ၃ပါးသာပူဇော်ရင်းနဲ့မင်းအသက်ထွက်သွားရင်ကွာတဲ့အနေဆုံးနဲ့ပြည်တော့ရောက်တယ်ဖို့ထူရတဏ္ဍကုံ၃ပါးပူဇော်ရင်းနဲ့ညာတည်သွားရင်အနေဆုံးပဲရောက်မယ်အေနတ်ပြည်ရောက်တယ်ဒီဘဝလည်းကောင်းသိပြီးရင်လည်းကောင်းတဲ့တဏ္ဍကုံဘယ်နှပါးဒီ၃ပါးကောင်းပြီဗျာစာရေးဝတ်ရေးနေရေးအစဉ်ပြေတဲ့တဏ္ဍကုံဘေးရန်ကင်းတဲ့တရဏကုံအဆောင်ဆောင်ရတဲ့တရဏကုံအလုံးပြည့်စုံတဲ့တရဏဂုံဓာတ်လုံး၃လုံးတပည့်တော်တစ်သက်လုံးဆောင်ထားတော့မယ်ဘုရားယုံသွားရင်လည်းဆောင်ထားလို့ရတယ်အလုံးလုံးရင်လည်းဆောင်ထားလို့ရတယ်ဓမင်းချက်ရင်လည်းဆောင်ထားလို့ရတယ်ဘယ်သွားဘယ်နေဘာလို့သွားရင်လာရင်ပူဇော်နေရင်ကဲမရဘူးလားတလုံးသားထဲမှာဘုရားမရှိဘူးလားဘုရားရှိနေတယ်ဓာတ်လုံးနဲ့တိုးလိုက်အောင်မေတ္တာပွားရင်ဗာဓာတ်လုံးမေတ္တာဓာတ်လုံးမေတ္တာပွားရင်ဗာဓာတ်လုံးလူတွေချစ်စေခြင်းနဲ့နတ်တွေချစ်စေခြင်းနဲ့ဘေးရန်ကင်းစေခြင်းနဲ့မိဘေးရေဘေးအ
အစိတ်ဖေးအမျိုးမျိုးရန်အမျိုးမျိုးအန္တရာယ်အမျိုးမျိုးကင်းဝေးခြင်းညပါသေးတယ်ဆိုရင်မေတ္တာဓာတ်လုံးဆောင်ထားကြဘာဓာတ်လုံးတအိမ်လုံးအေးချမ်းခြင်းနဲ့တရားကွက်လုံးတစ်မျိုးလုံးတစ်နိုင်ငံလုံးတစ်ကမ္ဘာလုံးအေးချမ်းခြင်းပါတဲ့ဘယ်သွားဘယ်နေအလုံးအရှင်လူလဲချစ်စေခြင်းနဲ့နတ်လဲချစ်စေခြင်းနဲ့ဆိုရင်ဘာဓာတ်လုံးဆောင်ထားမေတ္တာဓာတ်လုံးဘာဓာတ်လုံးလူတွေချစ်စေခြင်းနဲ့ဖေယနတ်တွေချစ်စေခြင်းနဲ့ဖေယဗြဟ္မာတွေချစ်စေခြင်းနဲ့ဖေယအာလုံးရဲ့ပိယသိဋ္ဌိကိုတပည့်တော်လူကျင်ပါတယ်ဓာတ်လုံးပိယသိဋ္ဌိဓာတ်လုံးလေးတစ်လုံးပေးပါဖေယဆိုရင်မေတ္တာဓာတ်လုံးဆောင်ထားကြဘာဓာတ်လုံးမေတ္တာဘွားပေါ့ဗျာအလုံးတတ္တဝါတွေကျမ်းပါပါစေအလုံးတတ္တဝါတွေချမ်းသာပါစေအလုံးတတ္တဝါတွေဘေးရန်ကင်းပါစေအလုံးတတ္တဝါတွေစစအရာရာအစဉ်ပြေပါစေစတဲ့မေတ္တာပွားမကောင်းဘူးလားခုနှစ်နေသာသမီတွေကျမ်းပါပါစေချမ်းသာပါစေဘေးရန်ကင်းကြပါစေအန္တရာယ်ကင်းကြပါစေလူရင်းစန္ဒပြည့်စုံကြပါစေစစအရာရာအစဉ်ပြေကြပါစေဘာဓာတ်လုံးမေတ္တာဓာတ်လုံးနိဗ္ဗာန်မြန်ရခြင်းတဲ့ဖရာဆိုရင်ဘာဝနာဓာတ်လုံးနိဗ္ဗာန်မြန်ရခြင်းနဲ့ဆိုရင်စိတ်ဆင်းရဲကိုယ်ဆင်းရဲကလွတ်ခြင်းနဲ့ဆိုရင်ဘာဝနာဓာတ်လုံးကိုယ်ဆင်းရဲကလွတ်ခြင်းနဲ့ဆိုရင်ဘာဓာတ်လုံးဆောင်ထားမယ်ကိုယ်ဆင်းရဲကလွတ်ခြင်းနဲ့စိတ်ဆင်းရဲကလွတ်ခြင်းနဲ့ဆိုရင်ခြင်းကလွတ်ခြင်းနဲ့ပူဆွေးခြင်းကလွတ်ခြင်းနဲ့ငိုကြွေးခြင်းကလွတ်ခြင်းနဲ့ဘာဓာတ်လုံးမြင်နိုင်ကြတိုင်းစားတိုင်းနားတိုင်းဒီတိုင်းပြီးတိုင်းပေါင်းတိုင်းပိန်တိုင်းရှုမှတ်ပွားများအတုတ်တဲ့ဝိပဿနာဘာဝနာဓာတ်လုံးဆောင်တာယုတ်ကြည်ခြင်းနဲ့မဉ္ဇဉ်ကောင်းခြင်းနဲ့ဇီဝတက်ခြင်းနဲ့အသက်ရှိခြင်းနဲ့စိတ်ချမ်းသာခြင်းနဲ့ဆိုရင်ဘာဓာတ်လုံးဆောင်တာဘာဝနာဓာတ်လုံးဆောင်ထားကြယုတ်ကြည်ခြင်းလိုက်တာမဉ္ဇဉ်လည်းကောင်းခြင်းလိုက်တာဇီဝလည်းတက်ခြင်းလိုက်တာအသက်လည်းရှိခြင်းလိုက်တာဟိုးနိဗ္ဗာန်လည်းရခြင်းနဲ့ဗျာတစ်လုံးလေးတစ်လုံးပေးပါဆိုရင်ဝိပဿနာဓာတ်လုံးဘာဓာတ်လုံးဝိပဿနာဓာတ်လုံးဝိပဿနာဓာတ်လုံးငါရေချိုးရင်ကိုဆောင်ထားလို့မရဘူးလားခရီးသွားရင်ကိုဈေးရောက်ရင်ကိုဈေးဝယ်ရင်ကိုဒီဓာတ်လုံးဆောင်ထားလို့မရဘူးလားမြင်နိုင်ကြတိုင်းစားတိုင်းနားတိုင်းဒီတိုင်းပြီးတိုင်းသွားတိုင်းလာတိုင်းနေတိုင်းကုန်လုံးရေချိုးတာသွားတာလာတာတိုင်းတာစတာကစားပြီးတော့မတ္တတိနဲ့နေမယ်အမတ္တတိနဲ့သွားမယ်အမတ္တတိနဲ့စားမယ်အမတ္တတိနဲ့အိမ်မယ်အမတ္တတိနဲ့ထိုင်မယ်ဆိုရင်ဘာဓာတ်လုံးဆောင်ထားပြီဘာဝနာအဲ့ဒီဘာဝနာဓာတ်လုံးဆောင်ထားရဲ့ဘယ်ကြည့်အောင်ရောက်မယ်နိဗ္ဗာန်အထိဘယ်ကြည့်နောင်နေတဲ့စိတ်တွေကြည်သွားအောင်နောက်နေတဲ့စိတ်တွေဘာဖြစ်အောင်ရှုပ်နေတဲ့စိတ်တွေရှင်းသွားအောင်ပူနေတဲ့စိတ်တွေအေးသွားအောင်ညစ်နေတဲ့စိတ်တွေကြည်လင်တန်ရှင်းဖြူဖွေးသွားအောင်ဘာဓာတ်လုံးဆောင်ထားမယ်ဘာဝနာဓာတ်လုံးဆောင်ထားကြကုန်ရသည်တည်းဘုဒ္ဓရေမေတ္တာဓာတ်လုံးရဲ့ဘာဝနာဓာတ်လုံးရဲ့တဏှကုံသုံးပါးဓာတ်လုံးရဲ့အချင်းချင်းသနာတတ်တဲ့ကရုဏာဓာတ်လုံးရဲ့အဲ့ဒီဓာတ်လုံးတွေသာဆောင်ထားရဲ့ဒီဘဝလဲကောင်းတယ်ဘုဒ္ဓရဟိုးနောက်ဘဝနိဗ္ဗာန်ရောက်တဲ့အထိကောင်းတယ်တက္ကဘုဒ္ဓရလို့ပြောလိုက်တော့တက္ကလေးကိုဘုဒ္ဓကရှင်ဘုရားဓာတ်လုံးကောင်းလိုက်တာဘုရားတပည့်တော်တစ်သက်လုံးနိဗ္ဗာန်ရောက်တဲ့အထိတသံတရားလုံးဆောင်ထားမယ်အရှင်မြင့်နဲ့မျက်နှာပန်းပွင့်နဲ့ထက်တန်းကြတဲ့ဒီဓာတ်လုံးလေးတပည့်တော်ဆောင်ထားတော့မယ်ဗျာတက္ကကြီးတို့တက္ကမကြီးတို့ဓမ္မမိတ်ဆွေတွေလည်းပဲထက်တန်းကြမျက်နှာပန်းလာအရှင်မြင့်နဲ့ဒီဓာတ်လုံးလေးကိုဆောင်ထားနိုင်ပါစေပေါ့နော်ဟဲ့အဲ့ဒါနဲ့တက္ကဗုဒ္ဓကစပ်မိတယ်ရှင်ဘုရားရှင်ဘုရား
တပည့်တော်ဓာတ်လုံးသုံးလုံးတော့ကြိုက်ပြီဗျာဘယ်လိုမှသဘောမထားပါနဲ့တပည့်တော်ဝါသနာပါလို့ရှင်ဘုရားမေးပါရစေလျှောက်ပါရစေဘုရားလျှောက်တကားကြီးဆိုတော့တကားဘုဒ္ဓကရှင်ဘုရားတပည့်တော်ဘေဒင်ဝါသနာပါတယ်ဘုရားဘေဒင်လေးပါလေးလေးဟောပေးပါဦးဆိုတော့တိပိဋကဒါရဆရာတော်ရှင်သူမြတ်ကြီးကဟဲ့ဘုဒ္ဓလောကီဘေဒင်တော့ငါမဟောတတ်ဘူးတကားဘုဒ္ဓရာဗုဒ္ဓဘေဒင်တော့ငါဟောတတ်တယ်တကားတော်ကြီးဟောပါဗျာလို့လျှောက်တော့တိပိဋကဒါရဆရာတော်ကဟဲ့ဘုဒ္ဓကောင်းတာလုပ်ရင်ကောင်းကျိုးရတယ်ကောင်းတာလုပ်ရင်မကောင်းတာလုပ်ရင်ကောင်းတာလုပ်ကောင်းတာပြောကောင်းတာကြံရင်ကောင်းကျိုးရတယ်ဘုဒ္ဓရေမကောင်းတာလုပ်မကောင်းတာပြောမကောင်းတာကြံရင်တော့မကောင်းကျိုးတွေရတယ်တဲ့တရားနာတဲ့အလုပ်ပရိရွတ်တဲ့အလုပ်ပဋ္ဌာန်းရွတ်တဲ့အလုပ်တရားမှတ်တဲ့အလုပ်မေတ္တာပွားတဲ့အလုပ်ကြောင်းဆောင်တဲ့အလုပ်မေတ္တာပွားတဲ့အလုပ်ဆွမ်းလောင်းတဲ့အလုပ်ကောင်းတဲ့အလုပ်ကဘာရတော့ကောင်းကျိုးတွေရတယ်ဘုဒ္ဓရေမေတ္တာပွားတဲ့အလုပ်တို့တရားထိုင်တဲ့အလုပ်တို့အများကျိုးသေးဖို့တဲ့အလုပ်ကောင်းတာလုပ်ရင်ဘာရသူများတဲ့တတ်တဲ့အလုပ်သူများဥစ္စာခိုးတဲ့အလုပ်သူများသားများလွန်ကျူးတဲ့အလုပ်မကောင်းတာလုပ်ရင်ဘာရဘုဒ္ဓရေကောင်းတာလုပ်ကောင်းတာပြောကောင်းတာကြံရင်တော့ကောင်းကျိုးရတယ်ဘုဒ္ဓရဲ့မကောင်းတာလုပ်မကောင်းတာပြောမကောင်းတာကြံရင်တော့မကောင်းကျိုးတွေရတယ်အဲ့ဒါဗုဒ္ဓဘေတိမမှန်ဘူးလားကောင်းပြီဗျာရှင်ဘုရားရဲ့ဘေတိနဲ့တပည့်တော်သဘောကျပြီဖရာအရှင်ဘုရားရှင်ဘုရားဘယ်လိုမှတော့သဘောမထားပါနဲ့တပည့်တော်နည်းနည်းတော့ရှောက်ပါရစီရေရရာခြေနည်းလေးပါဠိကိုမရဘူးလားဗျာဘာခြေနည်းလောကီရေရရာတော့ငါမခြေတတ်ဘူးတကားဘုဒ္ဓရာတဲ့ဗုဒ္ဓရေရရာတော့ငါခြေတတ်တယ်ကွဘာရေရရာရေရရာခြေတယ်ဆိုတာကံမြင့်လို့ရေရရာခြေတာလားကံနှိမ့်လို့ခြေတာလားကံနှိမ့်လို့ရေရရာခြေတာကံနှိမ့်လို့ရေရရာခြေတယ်ဆိုတော့ကဲကံနှိမ့်တဲ့ပုဂ္ဂိုလ်ကကံမြင့်ညက်တယ်ဆိုရင်နှိမ့်နေတဲ့ကံမြင့်အောင်ဘုရားတစ်ကြိမ်ရှိခိုးတဲ့ပုဂ္ဂိုလ်ဟာ3ကြိမ်လောက်မလုပ်ရပါရှိခိုးဘာခြေလိုက်တာရေရရာခြေလိုက်တာပတိတပတ်စိတ်တဲ့ပုဂ္ဂိုလ်ဟာ10ပတ်လောက်တိုးပြီးစိတ်မယ်ဆိုရင်ဘာခြေလိုက်တာနေနေတဲ့ကံဘာဖြစ်အောင်လို့မြင့်အောင်လို့ဘယ်နဲ့တကြိမ်နေ့လည်းတကြိမ်ညနေတကြိမ်တောက်တော်ရီ3ကြိမ်လှူမယ်ဆိုရင်နေနေတဲ့ကံမြင့်အောင်ရေရရာခြေလိုက်တာရေရရာကိုခြေတတ်ပြီလားစွန်းတစ်ပါးလောင်းနေဆိုရင်10ပါးလောက်လောင်းပေါ့ပရိဒပတ်စိတ်တဲ့ဆိုရင်10ပါးလောက်စိတ်ပေါ့ပရိတစ်ခေါက်ပူဇော်တယ်ဆိုရင်10ခေါက်လောက်ပူဇော်ပေါ့တရားတနာကြီးလောက်ထိုင်နေဆိုရင်3နာရီလောက်တိုးပြီးထိုင်တဲ့တရားတိုးပြီးတော့ဘာလုပ်ရမလဲမေတ္တာတစ်ချိန်ပွားတယ်ဆိုရင်10ချိန်လောက်တိုးပြီးတော့ပွားတရားလည်းတိုးပြီးတော့အထုဂုဏ်တော်လည်းတိုးပြီးတော့ပွားပရိလည်းတိုးပြီးတော့ယောကုသိုလ်ကောင်းမှုတွေတိုးပြီးတော့များအောင်လုပ်ရင်နေနေတဲ့ကံမြင့်အောင်ရေရရာခြေတဲ့နီးကံနှိမ့်လို့ရှိရင်ကံမြင့်အောင်ကောင်းတာလုပ်ရမှာလားမကောင်းတာလုပ်ရမှာလားဘုရားရှိခိုးရမှာလားဘုရားရှိခိုးရမှာပြင်းနေရမှာလားကံနှိမ့်ပြီဟေ့ဆိုရင်လေဘုရားရှိခိုးရမှာလည်းပြင်းတယ်ပတိစေရမှာလည်းပြင်းတယ်တရားထိုင်ရမှာလည်းပြင်းတယ်ဥပုသ်စောင့်ရမှာလည်းပြင်းတယ်ကုသိုလ်ကောင်းမှုဘာတစ်ခုမှမလုပ်ချင်တော့ဘူးကံနှိမ့်တဲ့ပုဂ္ဂိုလ်ကကုသိုလ်အားတဲ့တော့မလုပ်ချင်တော့ဘူးကုသိုလ်ကောင်းမှုလုပ်ချင်သေးလားမလုပ်ချင်တော့ဘူးအကုသိုလ်ဆိုရင်သူလုပ်ချင်တဲ့အဲ့တော့ကံနှိမ့်တဲ့အချိန်ကမှဘာလုပ်ရမလဲ
ကုသိုလ်တိုးအောင်များအောင်လို့ရေရရာကိုခြေတတ်ပြီလားဘေးရင်ကိုတွေ့တတ်ပြီလားဓာတ်လုံးဘယ်နှလုံးရပြီသုံးလုံးဓာတ်လုံးသုံးလုံးလည်းရပြီဖေရဘေးရင်လည်းတွေ့တတ်ပြီဖေရရေရရာလည်းခြေတတ်ပြီဖေရတဲ့ဒါတော့ရောเสียတော့အရှင်သူမြတ်ကြီးရဲ့ကိုဖို့ထုပေးတဲ့ဓာတ်လုံးရဲ့ဘေးရင်ရဲ့ရေရရာရဲ့ထည့်ပြီးခေါ်လိုက်တာပေါ့နော်ကလူတယောက်ကကလေးကိုညစာရှာကျွေးတယ်ကလူတယောက်ကကလေးလေးကိုတညာလုံးဝလုပ်ပေးတယ်ညစာဘယ်ကရတော့ဆိုရှင်မင်းနန်းတော်ကရတာပဲဗျညစာဘယ်ကရရှင်မင်းနန်းတော်ကရှင်မင်းအတွက်ချက်ထားတဲ့ပွဲတော်ဥပ္ပလူကတကိုးနဲ့ယူကျွေးတဲ့ဘလူလို့ကျွေးမယ်ဆိုရင်စားရဲပါမလားဘလူလိုကျွေးရင်ဘလူကျွေးတယ်ဆိုပြီးတော့ကြောက်လန့်ပြီးတော့သိသွားနိုင်တယ်မစားရဲဘူးအဲ့ဒါနဲ့ဘလူကြီးနှစ်ယောက်ကမာတံပြီးတော်မိဘနှစ်ပါးအမေအဖေပန်းစင်ပြီးတော့ကလေးညစာကျွေးတဲ့အဲ့လိုမိဘနှစ်ပါးပန်းစင်ပြီးတော့ကျွေးတဲ့အခါမှာကလေးလေးကသူ့မေးနဲ့သူ့ဘေးညစာလာပြီးကျွေးတယ်လို့အောင်းမေးပြီးတော့ညစာထစားပြီးတဲ့အခါသူလဲအောက်ပြန်ပြီးအေးစားပြီးတော့ပဲပြန်အေးအဲ့တော့ညစာလဲစားရတယ်ဘေးရန်လဲကင်းတယ်လူအင်းဆန္ဒလဲသူမပြေဘူးလားအဲ့ဒါနဲ့တညလုံးဘလူကြီးနှစ်ယောက်ကလေးလေးကိုစောင့်ရှောက်ရင်ညစာကျွေးရင်ကလေးပြန်အိတ်တဲ့အခါမှာရွှေခွက်အစာရေးတဲ့ဒီရွှေခွက်ကိုတဲ့ဒီကလေးခိုးတာမဟုတ်ပါဘူးတဲ့ဒီကလေးရဲ့နှလုံးသားမှာဘုရားရှိတယ်လို့တကိုးရှိတဲ့ဘလူတွေယူကျွေးတာဖြစ်ပါသည်တဲ့ဒီစာကိုရှင်မြင်းကြီးတပါးသာမြင်ပါစေလို့ဘလူနှစ်ယောက်ကဒိဋ္ဌံပြီးတော့စာမရဘူးလားကလေးရဲ့နှလုံးသားမှာဘာရှိလို့ဘုရားနမောဗုဒ္ဓတဘုရားမရှိဘူးလားနမောဓမ္မတဆိုရင်ကောဘုရားမရှိဘူးလားနမောသံဃတဆိုရင်ကောဘုရားမရှိဘူးလားအနေကုံသုံးပါးပူဇော်နေရင်နှလုံးသားမှာဘာရှိနေပြီမေတ္တာပွားနေရင်ကောဂုဏ်တော်ပွားနေရင်ကောတရားမှတ်နေရင်ကောနှလုံးသားဘုရားရှိရင်တကိုးရှိတဲ့နတ်တွေဘလူတွေမြမာတွေမင်းတွေမစောင့်ရှောက်ဘူးလားတကိုးရှိတဲ့ပါဝါရှိတဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေရဲ့အဆောင်အရှောက်အကူအညီကိုလိုချင်တယ်ဆိုရင်နှလုံးသားထဲမှာဗာထည့်ထားကြနမောဗုဒ္ဓသာနမောဓမ္မသာနမောသံဃသာမေတ္တာပွားဂုဏ်တော်ပွားတရားမှတ်ကိုယ်လို့ကိုယ်လုံးနေရင်တဲ့အကူအညီစောင့်ရှောက်အကုန်လုံးမရဘူးလားမလို့ရင်တော့မရဘူးလို့ရင်တော့နည်းနည်းလို့ရင်နည်းနည်းရမယ်များများကြီးပွားရင်တော့များများကြီးတကောပါဝါကြီးတဲ့ပုဂ္ဂိုလ်ရဲ့အကူအညီအဆောင်ရှောက်ကိုလိုချင်ကြပါတယ်ဆိုရင်မေတ္တာတွေထည့်ထားဂုဏ်တော်တွေထည့်ထားဂုဏ်တော်နမောဗုဒ္ဓတစတဲ့တဏှေကုံသုံးပါထည့်ထားရဲ့အကုန်လုံးအောင်မြင်တဲ့အကူအညီရတဲ့အဆောင်ရှောက်ရတယ်ရဲ့လို့ကောင်းစွာမဲ့သွေးဆုံးမတော်မူခဲ့ပါပေသတည်းကလေးလေးကိုတညာလုံးဆောင်ရှောက်တဲ့မိုးတော့အလင်းရောက်တော့ဘလူတွေသူတို့မြို့သူတို့ဗိမာန်အကုန်လုံးပြန်သွားကြတယ်ဘလူတွေသူတို့ဗိမာန်ပြန်သွားတယ်တဲ့နန္ဒမိုးတော့အလင်းရောက်တော့ဘလူနှစ်ယောက်ပါဖြစ်ပြီးဗိမာန်ပြန်သွားကြပြီရာဇင်ကျိုးမြို့ထဲမှာလည်းပဲအုပ်အုပ်ကျဲကျဲနဲ့ရွှေခွက်ပြောက်တဲ့ပြဿနာတက်ပြီးရှင်ဘုရင်အတွက်ချက်ထားတဲ့ပွဲတော်အုပ်ပြောက်တဲ့ရှင်ဘုရင်အတွက်ချက်ထားတဲ့ပွဲတော်အုပ်ပြောက်တဲ့ဆိုပြီးတော့နန်းတွင်နဲ့ပွဲတော်အုပ်လိုက်ရှာတယ်မတွေ့မြို့ထဲလိုက်ရှာတယ်မတွေ့မြို့အပြင်ပဲထွက်ရှာတင်းငိမ့်ကုန်းကြတော့မှလဲပေါ်မှာပြန်တွေ့တယ်တင်းငိမ့်ကုန်းမှာပြန်တွေ့တယ်ရွှေခွက်ဘယ်နာမှာသွားတွေ့တင်းငိမ့်ကုန်းမှာသွားတွေ့တယ်အဲ့ဒါနဲ့ကလေးလေးကိုရွှေခွက်ခိုးတဲ့အမှုနဲ့နန်းတော်ပို့ပြီးကလေးရွှေခွက်ခိုးတဲ့အမှုနဲ့ပဲပို့နန်းတော်ပို့ရှင်ဘုရင်ကြီးကကလေးလေးမြင်လာတဲ့
ဘယ်လိုဖြစ်သွားလို့ဆိုတော့တတတဲ့သာဒီရွှေခွက်ပဲကရတာလေရှင်ပြန်လှုပ်တဲ့ပုဂ္ဂိုလ်ကအဲ့ဒီကလေးလေးတွေ့တော့သားရေဒီရွှေခွက်ပဲကရတာလေသူကဘာပြောလို့ဆိုညကအမေနဲ့အဖေသားကိုညစာလာကြွေးတာပါညစာလာကြွေးပြီးတော့မေနဲ့ဖေရှိတယ်ဆိုပြီးသားလည်းလဲအောက်ပြန်အိတ်တာမဟုတ်တော့နဲ့မိုးတော့လင်းရောက်တော့ဖေလည်းမတွေ့ဘူးမေလည်းမတွေ့ဘူးသားတော့ဒီရွှေခွက်မယူပါဘူးရှင်ပြင်းကြီးအမှန်တိုင်းတန်တော်ဦးတင်တော့ရှင်ပြင်းကြီးရေးထားတဲ့ဇာလဲသွားတွေ့တယ်ဒီရွှေခွက်ဒီကလေးကိုတာမဟုတ်ပါဘူးဒီကလေးရဲ့နှလုံးသားမှာဘုရားရှိလို့တကိုးရှိတဲ့ဘလူတွေယူကျွေးတာဖြစ်ပါသည်ဒီကလေးဘာပြည့်မှမရှိဒီစာရှင်ပြင်းကြီးတပါးသာမြင်ပါစေဆိုတဲ့စာရှင်ပြင်းကြီးမဖတ်ရဘူးလားဖတ်ရတော့ဩကလေးရဲ့နှလုံးသားမှာဘုရားရှိလို့တကိုးကြီးတဲ့ဘလူတွေယူကျွေးတာဆိုပဲတကယ်ဟုတ်မဟုတ်မှန်ဘုရားထံသွားပြီးတော့ရှောက်မယ်ဆိုပြီးသူအမေကလေးရဲ့အမေရောကလေးရဲ့အဖေရောခေါ်သာမိသဗ္ဗ3ယောက်ခေါ်ပြီးတော့ဘုရားထံသွားမြတ်စွာဘုရားထံရောက်တော့မြတ်စွာဘုရားကိုရှောက်တဲ့ဂိဏုကောဗန္တိမုဒ္ဒနုဿတိရခဟောတိဥဒ္ဓဟုဓမ္မနုဿတိအာရယောတိပုဇ္ဇီဗန္တိဘုံတော်ကြီးတော်မူသောမြတ်စွာဘုရားဂိဏုခောအတုနိဘယ်လိုလဲဗျာတဲ့ဗုဒ္ဓနုဿတိယေဝဗုဒ္ဓနုဿတိကမထံသီသာလည်းရင်တဲ့ကဆောင်းလျှောက်သည်ဟောတိဖြစ်ပါသလောရှင်ဘုရားရှင်ဘုရားဗုဒ္ဓနုဿတိတမျိုးတဲ့ဆောင်းလျှောက်တာလားဘုရားဗုဒ္ဓနုဿတိပွားများလို့ဘလူတွေဆောင်းလျှောက်တယ်ဆိုတာမှန်သလားညစာရှာကျွေးတယ်ဆိုတာမှန်သလားဗုဒ္ဓနုဿတိတမျိုးတည်းပဲအဲ့ဒီလိုစောင့်ရှောက်တာလားဗျာတခြားမှာစောင့်ရှောက်တဲ့တရားတွေမရှိတော့ဘူးလားဗျာရှင်ဘုရင်ကဘုရားကိုမလျှောက်ဘူးလားလျှောက်တော့မြတ်စွာဘုရားကအဋ္ဌထုအက၌အတ္တထုမေအားဒါတမြတ်စွာဘုရားဒီမှာရာဇမြတ်သောမင်းကြီးကေဝလံသက်သက်ဗုဒ္ဓနုဿတိယေဝဗုဒ္ဓနုဿတိကမထံဒီလာလျက်ရကစောင့်ရှောက်ဒီကနာမဟုတ်တကတော့တဲ့ဗုဒ္ဓနုဿတိတမျိုးတဲ့စောင့်ရှောက်တာမဟုတ်ပါဘူးဗုဒ္ဓနုဿတိဤသူစောင့်ရှောက်တဲ့တရားတွေရှိပါသေးတယ်တကကြီးရေဗုဒ္ဓနုဿတိနဲ့စောင့်ရှောက်တဲ့ဗုဒ္ဓနုဿတိနဲ့ဤသူဓမ္မနုဿတိကလည်းစောင့်ရှောက်တဲ့သံဃာနုဿတိကလည်းဘေးရန်ကင်းအောင်စောင့်ရှောက်တဲ့သာဝတ္နေရေးအစဉ်ပြေအောင်စောင့်ရှောက်တဲ့လူအင်ဆန္ဒပြည့်စုံအောင်စောင့်ရှောက်တဲ့အစစအရာရာအစဉ်ပြေအောင်စောင့်ရှောက်တဲ့ဗုဒ္ဓနုဿတိဓမ္မနုဿတိသံဃာနုဿတိတတိပဋ္ဌံကရုဏာမေတ္တာဘဏ္ဍမျိုး6မျိုးတဲ့ဗုဒ္ဓနုဿတိဤသူစောင့်ရှောက်တဲ့တကားကြီးရေဘယ်နှမျိုးစောင့်ရှောက်တဲ့တရားဘယ်နှမျိုးဘေးရန်ကင်းတဲ့တရားဘယ်နှမျိုးလိုတရတဲ့ဓလုံးဘယ်နှလုံး6လုံးပေါ့နော်တကားကြီးတဲ့အဲ့ဒီ6မျိုးလုံးဆောင်ထားမဲ့ဆိုရင်အတူတူစွမ်းရည်တတ္တိအကုန်လုံးအပြည့်ကြီးပါပဲတကားကြီးရေဆိုပြီးတော့သုံးမဗုဒ္ဓံမမုဇံတိတနာကောတမသဝကယေတံတိဝါဇန္တံဒောသနေသံဓမ္မအဂတတတိယေတံကျင်ကောတမတပိတောဟာဒီဝါဇနေ၌၎င်းတဒောသညစ်၌၎င်းနေသံမပြနေဖြစ်ဖြစ်ညဖြစ်ဖြစ်နေရောညရောပဲဖြစ်ဖြစ်ပေါ်ဗျာတဲ့မပြတ်နေစဉ်ပွားမယ်ထုံးမယ်ပူဇော်မယ်အထုံးမယ်ဆိုရင်တဲ့မဆောင်ရှောက်ဘူးလားဗုဒ္ဓနုဿတိဓမ္မနုဿတိသံဃာနုဿတိတတိပဋ္ဌံကရုဏာမေတ္တာအဲ့ဒီ6မျိုးကိုနေပဲလုံးညပဲလုံးနေရောညရောပဲအထုံးအမြဲမပြတ်ပဲအထုပ်ပေါ်ဗျာအဲ့ဒီတရား6မျိုးကိုအစဉ်သာဝရအမြဲနေစဉ်ဝတ်ထားမှန်ပွားမယ်ဆိုရင်မအောင်မြင်ဘူးလားအကူအညီအဆောင်အရှောက်မရဘူးလား
လူတာရနှလုံးသားမဖြစ်ဘူးလားယေတချင်းဂေါတမတပိတောငါတိဝါစာနေ၌လည်းကောင်းတာတောဇာညစ်၌လည်းကောင်းဒိဋ္ဌာမပြဗုဒ္ဓဂတသတိဘုရားကုံကိုအာယုံပြု၍ဖြစ်သောဗုဒ္ဓနုဿတိကမ္မထံတိအတ္တိရှိ၏ဒေဂေါတမသာဝကတောဂေါတမတပိတောတိတနာခကသိသုဗ္ဗမုဒ္ဒံကောင်းစွာနှုတ်ခြင်းဖြင့်ပမောဇန္တိနိုးကြာကြာနေတဲ့ရဲ့လို့စောင့်ရှောက်ရတဲ့ကုညီရတဲ့ရဲ့လို့ဘေးရကင်းတဲ့ရဲ့လို့ကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေသတည်းဂုဏ်တော်တစ်ခုခုမေတ္တာတစ်ခုခုကိုဆွဲဆွဲမြဲမြဲရဲနဲ့လာနဲ့နှင်းနဲ့ချီးပြီးပူဇော်ရင်မအောင်မြင်ဘူးလားဒါကြောင့်ဟိုဟာကောင်းလို့ဒီဟာလေးကောင်းလို့ဟိုဟာလည်းမဟုတ်ဒီဟာလည်းမဟုတ်ဆိုရင်တော့အောင်မြင်နိုင်ပါမလားပဋ္ဌာန်းဖြစ်ဖြစ်ပရိတ်ဖြစ်ဖြစ်မေတ္တာဖြစ်ဖြစ်တတိပဋ္ဌာန်းဖြစ်ဖြစ်တစ်ခုခုကိုဆွဲဆွဲမြဲမြဲသာပူဇော်လိုက်ကြပါတစ်ခုခုကိုဆွဲဆွဲမြဲမြဲပူဇော်မယ်ဆိုရင်အောင်မြင်တယ်ယုံကြည်မှုအကောင်းတယ်ရက်ကြက်လည်းမရှိဘူးဆိုရင်ရက်တွေလတွေနှစ်တွေများလာလေဘာဖြစ်လေအောင်မြင်လေဘေးရန်ကင်းလေလူတရဖြစ်လေတဲ့လူတရဖြစ်ခြင်းနဲ့အောင်မြင်ခြင်းနဲ့ဘေးရန်ကင်းခြင်းနဲ့တခုခုကိုဆွဲဆွဲမြဲမြဲပူဇော်လိုက်ကြစမ်းပါရှင်းပြီလားဘုရားနုဿတိဓမ္မနုဿတိသံဃာနုဿတိတတိပတံကရုဏာမေတ္တာအဲ့ဒီ6မျိုး6ဂါထာမြတ်စွာဘုရားဟောတရားလဲဆုံးရောသာမိသဗ္ဗ3ယောက်သောတာပတ္တိပတိပဋိဋ္ဌတိသောတာပတ္တိဘုသောပဋိဋ္ဌတိကောင်းစွာမသွေရောက်ရှိတော်မူခဲ့ပါပေသတည်းဗုဒ္ဓနုဿတိဓမ္မနုဿတိသံဃာနုဿတိတတိပဋ္ဌံကရုဏာမေတ္တာဂါထာ6မျိုးဂါထာဘယ်နှမျိုးဂါထာ6မျိုးဟောလို့တရားလဲဆုံးရောသာမိသဗ္ဗ3ယောက်သောတပန်တည်တယ်။ဘာတည်တယ်။သောတပန်တည်ပြီးတော့အဖေလို့တဲ့ပုဂ္ဂိုလ်ကနောက်ပိုင်းမှာအဖေလို့တဲ့ပုဂ္ဂိုလ်ကယဟန်ပြုတဲ့အဖေကနောက်ပိုင်းပါပြုတယ်။သားလို့တဲ့ပုဂ္ဂိုလ်ဟာရှင်ပြုတယ်သားလို့တဲ့ပုဂ္ဂိုလ်ရှင်ပြုအမေကတော့ဘိက္ခုနီမဝေါ်အမေကဘာဝေါ်အဖေကလည်းယဟန်ပြုတယ်အမေကလည်းဘိက္ခုနီမဝတ်တဲ့သားငယ်လေးကရှင်ပြုတယ်ယဟန်ပြုဘိက္ခုနီမဝေါ်ရှင်ပြုပြီးတော့ဒီယုတ်ဒီနံဒီခန္ဓာ၅ပါးခန္ဓာညာဆိုင်ပြီးတော့မြင်တိုင်းကြားတိုင်းစားတိုင်းနားတိုင်းဒီတိုင်းဒီတိုင်းရှုမှတ်ပွားများခန္ဓာညာဆိုင်ပြီးရှုမှတ်ပွားများအထုတ်လိုက်ကြတာသောတာပန်ကနေတဂရကံတက်တဂရကံရောက်တဲ့အခါဒီယုတ်ဒီနံဒီခန္ဓာ၅ပါးရှုမှတ်ပွားများအထုတ်လိုက်တာအနာကံဖြစ်အနာကံကနေဒီယုတ်ဒီနံဒီခန္ဓာ၅ပါးဆက်ပြီးတော့သာမိသဗ္ဗ3ယောက်အထုတ်လိုက်ကြတာဒေသနာဝတာနိဒေသနာဆုံး၌ဒါရကေသူငယ်ဒီမာတာပိတုဟိအမိအဖတို့နှင့်တတ္တိအတုတကဝအရဟတယဟနာအဖြစ်သောပပုနေကောင်းစွာမသွေဆက်ရောက်တော်မူပြလေကုန်သတည်းနောက်ပိုင်းမှာဖေရောအမေရောသားရောတာမိသဗ္ဗ3ယောက်နောက်ပိုင်းယဟန္တာဖြစ်တဲ့လူတရနှလုံးသားလူတရနိဗ္ဗာန်ကြီးရမသွားဘူးလားနိဗ္ဗာန်ချမ်းသာအထိရခြင်းနဲ့ဘုရားတပည့်တော်တို့ရကြောင်းတရားကောင်းကြီးဟောပါဆိုရင်ဗုဒ္ဓနုဿတိဓမ္မနုဿတိသံဃာနုဿတိတတိပဋ္ဌံကရုဏာမေတ္တာအဲ့ဒီ6လုံးဆောင်းပြီးတော့လူချမ်းသာနတ်ချမ်းသာဗြဟ္မချမ်းသာနောက်ဆုံးနိဗ္ဗာန်ချမ်းသာအထိဓာတ်လုံး6လုံးဆောင်ထားပြီးတော့ရကြပါစေရောက်ကြပါစေ
မျက်မှောက်ပြုနိုင်ကြပါစေလူအင်းချမ်းသာပြည့်ကြပါစေကုန်သောဟု၍ပထနာအောင်စုပြုလိုက်ကြကုန်ရသတည်းသေစီတံမေမပုံညံဓမ္မနုက္ခသိညိတံဒေနသဗ္ဗေဒုက္ခယံတုဇနာအိဋ္ဌသဗ္ဗင်္ဂိနောဓမ္မနုက္ခသိညိတံတရားလွန်လန်းအမျိုးသားတို့တို့ကြပါစေသိပါစေဟုဤချွေငဲ့ညာကရုဏာဖြင့်ကောင်းစွာပတိဩကြားအပ်လေသောကြောင့်မေငါဤမေဗမနှင့်တကဝကဘာကတိကြတဲ့သာရဏအာဇာနီယေရှုတော်ရှင်မဟာစီဇယံတော်ဘုရားကြီးဤဒေသနာဉာဏ်တွေကိုအခြေခံနီးယူ၍ဟောပြောလျက်ရှိပါသောရန်ကုန်မြို့တကုံမြို့သိမြောင်ပိုင်း50တင်ရပ်ကွယ်မြဝရီမင်းကြီးတလံသီရိမင်္ဂလမစီရိတ်တာဆရာတော်တွင်တေအရှင်အိန္ဒကဤမပုံညံကသိင်္ဒါနဥရမြတွင်အမြတ်ဒါနဖြစ်ပေစွာဟုအမြတ်ရဲ့ကျွလွန်တဲ့ဘုလည်းရဲ့ဩရလေးကြီးတရားကုသိုလ်တော်ကြီးကိုသေစီတံတရားလွန်လာမြို့သားမြို့သမီးများအတွက်ကြိုးစားလည်းရဲ့ဩကြားလိုက်ရလေးကြီးကြိုးစားလည်းရဲ့စီကိုလည်းရလေးကြီးဒေနာကုလျောစီဝဓရမဒါနကုသိုလ်တုကြောင့်ဇနာတရားနာသူများဖို့လူတို့သည်သဗ္ဗေဇနာတန်လတော်ကိုဝေမမြမ်းမကြလွတ်ရပါစေကျွရပါစေဤချွေစုတောင်းအပေါင်းများစွာတရားနာတို့သည်ဣဋ္ဌသမင်္ဂိနောကျမ်းသမျှစီရမြဒီဘဝတွင်လွန်အပ်သမျှထွေထွေကျက်တရေအမျိုးမျိုးလက်ဝဲကြိုးကောင်ပြည့်စုံရကုန်သည်ဖြစ်၍ဒုက္ခယံတုယနေ့ကစနိဗ္ဗာန်ရသည်ဘဝတိုင်အောင်စိတ်ရှင်လန်း၍ကြံ့ကြံ့မာမာချမ်းချမ်းသာသာတည်ရှိကြပါစေကုန်သတည်း